တော့ပဲသွားနေ sorry မွန်ဘိုင် ဟမ် မွန်ဘိုင်ကနေမှပြင်နကူမှာအခုပထမဆုံး trip ကတော့ဗီယက်နမ်ပေါ့နော်ဗီယက်နမ်ဟိုချီမင်းကိုကျွန်တော်အရင်သွားမှာဒီဆိုတော့ဟိုချီမင်းကိုရောက်ပါပြီ Now we are in Ho Chi Minh City. Our first day. ကျွန်တော်နေတဲ့နေရာနဲ့ဒီ Buvian Walking Street ကတော်တော်နီးရဲ့ I don't know we are looking for food so ဟိုရှိရဆိုင်တွေတော့အများကြီးရှိတယ်တွားလို့ရတယ် ဘယ်နဲ့ကြောက်ဘူးမောင်ပြန်သွားရတယ်။အော်ပါတယ် ပါရခုနကဆိုရဲခိုင်း ။ဘောတော့ခိုင်းရတယ်။ Ho Chi Minh မြို့ကသူက traveler အဓိက target ထားတဲ့မြို့ပုံစံမျိုးဖြစ်တယ်။ Hanoi နဲ့မတူဘူးပေါ့နော်။ဒီမှာများသောအားဖြင့်ကသူက tourist တွေနဲ့ပြည်တယ်ဒါပေမဲ့ညပိုင်းတွေမှာဆိုရင်လူငယ်တွေကိုတိတ်တွေ့ရလေရောမရှိဘူး။နည်းတယ် Hanoi နဲ့ရှင်ပေါ့နော်။ Okay. Chúng nó đi Ho Chi Minh sai ở trên Bát Mai mà bé đi cafe apartment rồi đấy thì building như chúng nó toa nó ấy building gì cả tốc long và thì cafe sai đi là tiền nhá nó còn long à thì ấy cái mà chỉ thì coffee sai đi thì còn long à 2 5 net 2 ตะคุณทุกความดูเจ้า that you ate the egg on the top first and after and about half and you mix with the coffee at the bottom and push out the egg. Okay, so we done. We mixed it. Yeah, okay. Thank you. What you're drinking? It's good. My Ho Chi Minh မှာကအသေးကြီးအကုန်လုံးကဈေးပေါ်တယ်လို့ပြောလို့ရတယ်ဒီ pineapple တို့ပြီးရင်ဒီ durian တို့ mango တို့အကုန်လုံးလေးပါကဈေးချိုတယ်ထိုင်းထက်တောင်မှဈေးချိုတယ်လို့ပြောလို့ရတယ် 1 kilo only one Ho Chi Minh နေခဏလိုက်ပူပြီနော်ပြီးတော့ mango သွားပါပြီ
မန်းကိုတော့ပါပြီးအဲ့ဒီဟနွိုင်းမှာဆိုရင်သူကပို့ပြီးတော့နေလို့ကောင်းမဲ့ပုံပေါ်တယ်ဟိုအထူးသဖြင့်လူငယ်တွေတော့ပေါ့နော်ဟိုချင်းမြတ်ကြတော့များတော့အဖြစ်ဒီ foreigner နဲ့ပြည်တဲ့ tourism ဘိုင်းနဲ့ပတ်သက်ပြီးတော့ပို့ပြီးပေးလုပ်ထားလို့ခံစားမိတယ်ဟနွိုင်းမှာကျတော့လူငယ်များတယ်တော်တော်များမှာကဒီအစားအသောက်သွားစရာနေရာတွေဒီ activity ကဟနွိုင်းမှာပုံများလို့ကျွန်တော်တို့ထင်တယ်ဒီဟာလောင်းပေဒီ trip ကကြတော့ကျွန်တော်ဒီ Get Your Guide application ကနေပြီးတော့ book လိုက်တာပေါ့နော်နှစ်ယောက်စာဘယ်လောက်မှမပေးရတော့ပေါ့မြန်မာငွေနဲ့တက်ဆိုရင်ကျွန်တော်ထင်2သိန်းခွဲသာ3သိန်းလောက်မြဲအဲ့လောက်တော့ပေးရမယ်ဒီအခုစားနေတဲ့ကျွန်တော်စားနေတာလေးကသူက downtown နဲ့မဟနွိုင်းရဲ့ downtown old town city လာပြီးအဲ့ဒါမှတော့ကျွန်တော်နဲ့ငုတ်လေးတွေလမ်းဘေးမှာရောက်တော့လူငယ်တွေကတော့အပြည့်ပဲဒါပုံမှန်တန်တာဘာရလဲဘယ်လိုရလဲကိုဒါပဲမမြအောင်နော်ဟုတ်我只查一大看呀ဘယ်လာနေမသိဘူးဟုတ်တယ်အဲ့လိုမျိုးပဲတော့နော်ဘယ်လာနေလဲပေါ်စီရောက်ပြီးမှနည်းနည်းလေးစီရောက်ဒီနားလေးစီရောက်ဒီမှာဟိုက်နေသူမြောက်အောင်ချက်လာမှာတုံးရဲ့